ဟိုးရင်ကမနက်စာတူတူစားခဲ့တဲ့ညီလေးတဲ့ဒီနေ့မာလာဘဲဆက်သွားစားမယ်ဘဲဆက်စားမယ် Yo what's up ခီပါဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့မာလာဘဲဆက်သွားစားမှာဖြစ်ပါတယ်ဆိုတော့မာလာဘဲဆက်နာမည်ကတုတ်လေးလားတုံလေးလားမသိဘူးเนาะဆိုတော့ကျွန်တော်တို့အခုမင်္ဂလာလမ်းထဲကစမ်းချောင်းကမာလာဘဲဆက်စောင်းနာမည်ကြီးတယ်ပြောလို့သွားစားမှာဖြစ်ပါတယ် Let's go ဆိုင်တော့ရောက်ပါပြီခင်ဗျာ Let's go ဘာစားကြည့်ကိုခီဘာစားကြည့် ကျွန်တော်ကုန်စားကြည့်တယ်ဗျာ ဘုတ်ကြောင်နဲ့ကျုပ်ကြောင်နဲ့စား sausage sausage ဟုတ်တယ် sausage sorry ဟုတ်နော် ချက်ပါပြောတော့ပါလား ဘဲပေါင်လို့လားဘဲမလားဘဲပေါ့ဒါဘဲပေါင်ချက်ပါဟော ဟိုမှုလေးလိုလေမှုထိတ်လေးလိုလေအဲ့လိုမျိုးမှုထိတ်လေးလိုအဲ့ဒါမှားလားမရှိဘူးပေါ့နော်မှုကျဲလီလားမှုကျဲလီအဲ့ဒါမရအဲ့ဒါလေအဓိကအဲ့ဒါလေးစားနေတာဒါပေမဲ့အဲ့ဒါမရတော့ဘူးပေါ့နော်ဒီဘဲဆက်ကိုဘယ်လောက်ထိကောင်းဖို့မှန်းတာလဲ rating expectation 10 out of 10ပါ အများကြီးမျှော်လင့်ထားပါတယ်ဒီမှာခြေလေးချောင်းမစားတာတို့တွေးတိုးကြောက်တာတို့ဆိုရင်တော့တခြား sausage တွေရှိတယ်ပေါ့နော်ကျွန်တော်တို့မာလာဘဲဆိုပြောပြမယ်ကျွန်တော်တို့စီမှာကဘဲမြစ်လာတစ်ခုပဲပါပါတယ်ကျန်တာကိုတခြားဟာတွေရွေးအဲ့တော့မာလာဘဲဆက်ဖြစ်ပါတယ်ဘဲမြစ်ပါတယ်ဗျာတော့ဆက်ဟုတ်လေဆက်လာကွာဝါဆိုတော့ဒါကတော့ super fruity ဖြစ်ပါတယ်တော့ဆက်နေတော့ဒါကောင်းတယ်ပေါ့နော်ဘာလို့ဒီကအာကြီးနဲ့စပါအပိုင်နဲ့ဗျာဟိုလည်းဘာသူလို့လဲငေါရိုက်ငေါရိုက်ပါငါ့ကိုရိုက်ပါငါ့ကိုရိုက်ငါ့ကိုရိုက်ဆိုတော့နဲ့မစနွားရိုက်စားတာကိုမာလာဘဲဆက်ကို62,500ပြီးတော့သမင်းကနားလုံးရေဘူးတူ62,500ကြောက်ပါတယ်တို့ဒါဖြစ်တော့ကျွန်တော်တို့ရဲ့ဒါဘယ်လိုပြောရမလဲထိုင်နေကြလက်ဖိတ်ဆန်ခေါ်တော့ပါမယ်လိုက်ခဲ့ကြပါဦးခင်ဗျာလမ်းမတော်လမ်းကကျွန်တော်တို့ထိုင်နေကြရောညီတောင်လက်ဖိတ်ဆန်ပေါ့နော်ဒါရောညီတောင်ပေါ့နော်တရုတ်စားတွေကောင်းတယ်ကောင်းသွားတော့စီချက်လက်ဖက်တုပ်ရှက်ခောက်ဆွဲထမင်းတုပ်တို့ထမင်းပေါင်းလုံးဝရှယ်တွေပေါ့နော်ဒီနေ့ vlog ကလည်းလောက်ပါပဲကျွန်တော်တို့မာလာဘဲဆက်ကတော့ rating ကကျွန်တော်တို့ကမသိလို့ပေါ့နော်မာလာဘဲဆက်ကသူ့ကဘယ်လိုပြောရမလဲအပူလားအေးလားဒါမှမဟုတ် original ကအေးလားဆိုတော့ကျွန်တော်မသိလို့ပေါ့နော်ဘယ်လိုမြင်လဲကျွန်တော်တို့ကတောသားကျွန်တော်ဆိုရင်တောသားဆိုတော့ထမင်းဖြူနဲ့ထမင်းပူလေးတွေပဲစားရတာဆိုတော့အဲ့လိုအေးစားလေးတော့တိတ်ကြိုက်ဘူးဗျာဒါပေမဲ့ကြိုက်ပါတယ်စားပဲရောက်ကုန်ရောက်လာပြီ ဘိုးတော့စားပါတယ်ဒီမှာ rating ပုံမှန်ပါပဲ7ပူနေပူကောင်းတယ် ပူနေတော့သူကမာလာရှန်ကောနဲ့တူအားမှာဖြစ်ပြီးတော့ဒီလိုမျိုးမာလာရှန်ကောတို့မာလာဟင်းတို့နဲ့တူအားမှာပေါ့နော်ပူနေဆိုရင်တော့အခုကတော့အေးဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အေးတိတ်မကြိုက်တော့ rating 7လောက်ပဲပြပါရခင်ဗျာပုံမှန်ပါပဲဒါပါပဲဆိုတော့ဒီနေ့ vlog ဒီလောက်ပါခင်ဗျာကျွန်တော်တို့ခဏနိုင်ပါအောင်မယ်တက်တာနောက်ဗီဒီယိုကြရင်ပြန်လို့ကြမယ်နော်